ကျွန်တော်ကပြောတာတော့ကွာပါကြားပါတယ်ခင်ဗျာကွာငါပြောအောင်မဟုတ်ဓာတ်စိဓာတ်ဆာပြလုံးနဲ့တော့ကျွန်တော်တို့ကြွားရကြကိုကိုမမဖေဖေမေမေကြောက်လာကြတယ်ကိုကိုမမဖေဖေမေမေတို့ဆိုဟဲ့ကောင်စဉ်းစားပြောမင်းတဲ့အတဲကြီးတာတယောက်မှမပါဘူးကွာဆိုအခုလည်းပဲအောင်သိတဲ့အတဲကြီးတာတယောက်မှမပါတော့85နှစ်ရှိပြီဒါကြောင့်မလို့ထိုင်ကုန်ပေါ်ထိုင်ပြောရတာပါမတ်တက်ရလို့ရှိရင်ကြာရှည်မရနိုင်တော့အသက်85ဆိုတော့စဉ်းစားကြည့်ပေါ့ကွာမင်းတို့4-3ညဆိုရင်ဆေးရုံကငါနှစဖြစ်နေဘုရားချူညိုးတို့အကြည်တော်တို့ပြောသွားရသိကောင်းတာပဲငါဟိုနောက်ကနေချက်ဟိုဘက်မှာအေးကြီးတွေပြက်လာခဲ့တော့ဟောပြောကနေလေယာမှာပြန်တော့တချို့မကြားချက်ငါအိပ်ပြောသွားတာတချင်းနေလဲချူညိုးဆိုလိုက်တာငါအဲ့ဒါဘာသွားမှမလို့ငါထောင်ထဲတော့ငါဆိုတဲ့တချင်းတွေသွားသတိရထောင်ထဲမှာတော့ငါလည်းကွာတဲထောင်ဖောက်ခဲ့စံကပထမဆုံးစရဲ့စာပေါ့ငါပထမဆုံးစရေးတဲ့စာကိုကတဲထောင်ဖောက်ခဲ့စံကတကယ်လည်းဖောက်ပြီးခဲ့တာပါထွက်ပြီးကြတာအဲ့တော့ကတော့ငယ်တာဟုတ်စွန်းစားဝင်တာပါတို့ကြကြောက်တယ်ဗျာထောင်ထဲမှာနေတော့ထောင်မှာ main gate ဆိုတဲ့ဘူးရလို့ခေါ်တယ်နည်းနည်းပြောရမယ်နော်ဘာရဖို့ပေါ့ကွာစွတ်ပြောမှာငါမင်းတို့စာပေဟောပြောပဲဘာရလို့မင်းတွတ်မနေနဲ့ငါပြောတဲ့ထက်လည်းမင်းတို့နိဗ္ဗာန်ရောက်ကြပါကြမပါမှာတိတ်မျောလေးမထားနဲ့ငါစမ်းမိစာရေးလျှောက်ပြောမှာအဲ့ဒါမင်းတိတ်မျောလေးနဲ့ဟုတ်လား you should not expect too much ပေါ့ဒါအများကြီးတိတ်မျောလေးမထားနဲ့ငါစီကနေပြောအဲ့ဒီမှာကွာထောင်ဘူးဝရှိတယ်ဘူးဝဆို main gate ကြီးပေါ့တောင်15မိနစ်တခါခောက်တယ်အားလုံးကောင်းကြရလားအဲ့မှာနမတေနောအားလုံးကောင်းပါလားနမနေနောအားလုံးကောင်းပါလားနောတော့အိတ်ထောင်အားလုံးကောင်းပါလားဗျာနမငါအိတ်ထောင်အားလုံးကောင်းပါလား15မိနစ်တခါဩတိတ်စိတ်ရေးဖို့ကောင်းတယ်အဲ့တော့တနေ့မှကျတော့ဟိုဘက်တို့က big class ပေါ့ကွာဟိုနိုင်ငံရေးသမားတွေပေါ့ဟိုဘက်က convict ဆိုခေါ်တဲ့ရာဇဝမှုတွေမှာကြားတဲ့ကောင်တွေဘိုင်တို့ရတယ်ဘိုင်နေရတာနမတေထောင်လားနမဟိုကောဘယ်လိုသိရင်တော့ဘာထားအောင်လားအားလုံးကောင်းကြလားအားလုံးကောင်းပါလားခင်ဗျာနမနေတော့အဲ့ရဒီကောင်ဘာထားအောင်အားလုံးတယောက်မှမကောင်းဘူးတဲ့တယောက်မှမကောင်းလို့ထောင်ထဲရောက်လာအားလုံးတခိုးနဲ့ဓမြကြီးပဲငါတယောက်ပဲကပိုက်နိုင်ငါဒီဘက်ကနေဘာလို့မှမသိအဲ့တော့ချူးညိုကတချင်းတွေပါတယ်ဆိုတော့ငါအဲ့ဒါသွားမှဘယ်ပညာရှိရေးသွားမှလည်းမသိဘူးထောင်ထဲမှာမင်းတို့နတ်ရှင်တော်တချင်းဟုတ်လားတတ်တော်ဥစည်းမျောလိုက်ပြန်တော့ကြားဖို့ရတယ်အဲ့ဒါဘယ်သူရေးသွားမှမသိဘူးငါမှအဲ့ဒါမှတ်မိနေသေးဗျာအရှိပဲဘူးစီမျောလိုက်ပြန်တော့အမြဲမရွှင်မေးဥဒတိုင်းနေဝိုင်းရန်ငါနေတို့ပတ်ဝဲခြင်းမျောလိုက်ပြန်တော့တန်စုတွေတန်ကားတွေဝိုင်းရန်ကားလို့နေဖြေမပြေကံကြမ္မာပွေလို့မလောက်မငါမဝတဲ့အစာတွေကျွတ်လိုက်ဆောင်အိတ်ထောင်နန်းစီစက်တီးနွမ်းလျာမိုးကာယိုဝေးထောင်ပါရာတွေထောင်ဝါရာတွေ12မအေးချမ်းမပြတ်ပါပြီအဆောင်အနေစီမံဘိုးကြီးဒုက္ကိုင်းနေစီတရန်နဲ့ထောင်စခန်းဒိုးဆံမြေထောင်ကအိုပြိုးတော်မဲ့ရိမ့်ရိုင်းကနေဖေးအောင်နေမင်းတို့လက်ကိုစွတ်တီးမနေနဲ့ဘာမှလည်းမသိတော်ရရတော့မင်းဘာအရင်တော့မင်းဟိုဘာမှမဟုတ်နဲ့ငါဖတ်တာငါပြောတာပျော်လို့ပြောတာဟိုအရင်တော့အဂိယတိတ်ဝါဒနာပါတဲ့လူတယောက်ရှိတယ်ရှိတဲ့ခါကျသူကအဂိယထိုးအောက်မှာတော်ကြကြရင်ဒီရွှေထည့်ထိုးကတော့သမီးလေးဘရက်ခွက်ကနှခမ်းလေးကြိုက်လိုက်ထည့်ရွှေထည့်ထိုးလိုက်ပြီးလိုက်လို့ရှိရင်အဲ့ဒါလေးကြည့်လိုက်ရေထိုးလိုက်ပါဇက်ထဲငုံထားလိုက်ဟာပြောင်လားဘလောင်လားဘာကြည့်ပေါ့ကွာလုံနေတဲ့ဥစ္စာအဲ့ဒါကြတော့မိမတိတ်စိတ်နေတယ်
ကိုဘသူသမင်းစားမယ်တော့ကိုဝိုင်းကိုရင်းအေးလာမလားမဲသမင်းစားမလို့ပါဆိုတော့အေးလာခဲ့မယ်ဟိုကသူကြည့်သူ့ကောင်ကဓာတ်လုံးကြည့်နေတာပြီးလို့ရှိရင်ကြောက်ကဓာတ်လုံးလေးပါဇက်ထဲငုံပြီးထက်တာပြီးတော့မှခဏသမင်းစားပြီးဓာတ်လုံးပါဇက်ထဲပြန်ငုံအဲ့ဒါအဲ့ဒီအယူဒီတိုင်းပေါ့ကွာဒါကတော့အဲ့မှတက်လာတဲ့ခါကျကိုရင်းသမင်းစားမလို့ပါဆိုအေးလာပြီဟာလာကိုရင်းလာလို့ဆိုဟိုကအိမ်လေဘောတေကပေါ်တက်ဒီမဲ့လာပါပြီဆိုမှပဲဟာကိုရင်းလာပါဆိုမှပဲဒီမှာငါရောက်နေဟာဘယ်ရတော့ဒီမှာလေးငါပြောဟာဘယ်ရတော့လို့ဆိုတယ်ဆိုတကားကြတဲ့တန်ကြီးပါလေဒီမှာငါဒီမှာရှင်းနေမမြင်ဘူးလားဆိုဘယ်ရရောက်တော့မမြင်လို့မလို့မပြောတော့ဘယ်ရသုတ်နေဆိုကြတော့အဲ့မှာနေငါ့ကိုတကယ်မမြင်ဘူးလားမမြင်ဘူးတဲ့ဒါကြောင့်မလို့ပြောတာပေါ့တဲ့ဘယ်ရပြောတာပါညာအဲ့ဒီမှာဓာတ်လုံးငုံထားတာနေတော့ရုပ်တယ်အောင်ပြီဆိုဒီရင်မောက်ကနေခုံထွက်လဲအောက်ပေါ်ရတို့ကြတော့မှပေချင်းဆိုနေငါမြင်လားတောင်းမြင်ကြလို့မင်းတို့လက်ခုပ်တီးတာငါ့ကိုအဲ့ပေါက်လုံးညာပြီးလဲပြီးတော့တေချင်းဆိုမြင်လားပဲဆိုပေါက်တယ်အလိုလိုမှမင်းတို့လက်ခုပ်တီးလို့ရှိရင်အစိုးရလည်းသိမကြိုက်ဘူးဘာမှညာမှမသိဘူးအစိုးရဆိုတာအစပဲယူတာဟာဘာတော့ဟာအဲ့တော့မင်းတို့ခေါင်းကချီဦးကျပြောသွားတယ်အကြည့်တော့ပြောသွားတယ်ရည်စရာတွေတိတ်ကောင်းပါတယ်နော်ဒါမှအောင်သိန်းကမောစရာပြောတော့လောကကြီးမှာရည်စရာရဲ့နောက်ကမောစရာပါလိမ့်ရှိတယ်နားလည်တယ်နော်သုတ်တန်ဒေသနာကိုအဘိဓမ္မာနဲ့အဆုံးသရတယ်ဆိုလို့ပေါ့အဲ့ဒါကြောင့်မလို့တရားဓမ္မတို့ရင်နိဗ္ဗာန်သို့ရန်နေတယ်လည်းညာတယ်ဝိရနောကဘုန်းကြီးတစ်ပါးရှိတယ်ငါလည်းနောက်လည်းကြောက်ရသေးတယ်တန်မြခုနကပြောတဲ့ဟောပေါ့ရလဲတန်ခေါ်တာပေါ့အဲ့ဘုန်းကြီးတစ်ပါးရလဲဟောတခါကြီးတက်ကတော့စောင့်မြကန်တာတော့ဘာမှလည်းလို့မရဘူးတော့ဒီရင်ရှာအဲ့တော့စင်မောနေရှာတန်မြကြီးမှလည်းတဝဲလေလေဩတန်မြကြီးမှလည်းတဝဲလေလေဘိုးတခါကြီးရဲ့ခမည်းလဲကျုပ်ရောက်ခမဖြစ်ခဲ့ဘူးတာပဲကျုပ်လဲခမည်းသမဲဖြစ်ခဲ့ဘူးတာပဲသူကပေးတာမပါဘူးဒီကညာကွာငါပေါက်တက်ခဲ့ရဒီလျှောက်ပြောလို့စားဆရာဆိုတော့ကြွားကြတယ်ကွာငါကျောင်းဆရာလည်းလုပ်ခဲ့သေးတယ်အဲ့ဘုန်းကြီးတွေကျောင်းလည်းသိတယ်စစ်တဲ့ကတူမှလည်းလုပ်ခဲ့သေးတယ်ဆိုတာငါအဲ့ဇဲကတော်ဆုံးနေတယ်အဲ့ဒါပါစစ်ဖို့ဆိုတဲ့ဥစ္စာလည်းပါဘုန်းကြီးများလူထွက်လာလို့ရှိရင်ညာဘက်တင်ရမ်းတာဘယ်ဘက်မရမ်းဘူးဟောဆိုလက်ထက်ဂျိုင်းလိုက်ကညှက်ထားတာအကျင့်ပါအဲ့စစ်ဖို့များလဲဒီလိုလမ်းလျှောက်လို့ရှိရင်စစ်ဖို့လူတွေများလမ်းလျှောက်လို့ရှိရင်ညာဘက်ကဒီလိုသွားတာဘယ်ဘက်ကသိမရဘူးဘာလို့ဆို6လုံးမျိုးဆုံးအောင်လွှဲတာအကျင့်ပါနေတာခါမှာတော့မိပြောင်းတော့မရှိတော့ဘူးအဲ့လိုပေါ့နော်ဘုန်းကြီးတွေစုပြီးရုပ်သိမ်းထောင်နေတာကြောက်နောက်လည်းကြောက်တရားတယ်ရုပ်သိမ်းထောင်တော့အပြူတွေထွက်လာအပြူတွေထွက်လာတဲ့ခါကျစင်တိုင်လဲလို့ခေါ်တယ်မင်္ဂလာရေမာသမနိုင်လေအဲ့ဒါဘုန်းကြီး3ဝါလောက်ရတယ်ဘုန်းကြီးကစင်တော့ထွက်လာတဲ့ခါကျစင်တိုင်လိုက်တယ်မင်္ဂလာရေမာသမနိုင်ဟာဘာတော့ဒါနဲ့အပြူတော်များဝင်ဒါနဲ့မြင်းတွေပြောက်တည်ကြတော့ချင်းမပါဘူးအတန်မပါဘူးဝင်းကြီးတွေထွက်လာတော့4-5ဝါလောက်ရတယ်ဘုန်းကြီးတွေဝင်စကားပြောတယ်ဝင်မင်းတို့တနေ့တရားပိုင်သူများစီစဉ်မှလည်းဝင်မင်း
တရားနှထုံးမှသည်သုံးတုံမှသည်တလေးတုံးခတ်စီမှသည်ဝေမင်းဟာဘာတော့ဝေနေမြဝေနောက်ကြတော့မင်းသားမင်းသမီးနှစ်ပါးသွားထွက်လာကြ6ဝါ9ဝါလောက်ရတဲ့ဘုန်းကြီးတွေကနှစ်ပါးသွားသချင်းဆိုတယ်မမလည်းသိချလိုက်ပါတဲ့အာယုံမမလည်းသိချလိုက်ပါတဲ့အာယုံရွှေမြင့်မိုးတောင်လုံးတုံးမှပါလို့တခုံးလေးဒီတုံးမှပါလို့တခုံးအဲ့လိုဖြစ်လို့မင်းတို့သိခန္ဓာထောင်ကြငါမှကြောင်းဆရာအကျင့်ပါစစ်တဲ့ကလေးမလုပ်ဘူးစစ်ဖို့အကျင့်လဲပါနှစ်ခုလုံးတစ်ခုမှမကောင်းဘူးအဲ့မှာစစ်ဖို့နဲ့ကျောင်းဆရာမနဲ့ရားတာမိမကိုစစ်ဖို့ပြောတယ်ထမင်းစားမယ်အားလုံးအသိဖြင့်တရေဖို့မိမလည်းအားလုံးသိပြီလာစားနိုင်ပြီထမင်းလို့အားမကြသေးနဲ့ငါအိမ်သားတဲ့မဲ့ရေတို့ဆက်ကုတို့အသိမြင်တာအသိမြင်သတင်းပို့မိမလည်းအိမ်မလားလာပြီအိမ်သားတက်နိုင်ပြီနောက်ကိုအိမ်သားတက်ချင်းလည်းချောင်းထောင်ထားလိုက်ပါတော့အဲ့တော့ရည်စရာပြောတယ်မောစရာတွေပါမယ်ဆိုပြောကြတယ်နော်တို့နည်းနည်းပိုင်းကပြောအောင်ကြီးကြမောကြပြောပါပေါ့နော်ငါဘဝကိုလည်းငါပြောပါပြန်ပြောပြမယ်ဒါပေမဲ့ပြောစရာပါစရာဘဝတော့မဟုတ်ဘူးမင်းတို့ပြန်ပြပါအဲ့ဒီမှာထောင်ထဲမှာရောက်ခဲ့တဲ့ဥစ္စာတို့တိုင်းပြည်ကအင်မတန်ကိုကြောတော်ပါလုပ်ကြတယ်ဒါကြောင့်မလို့တိုင်းပြည်ကလွတ်လပ်ရတဲ့ခါကျတော့ကမှုရှုတို့နဲ့ဟိုဝါဒလို့ဒီဝါဒလို့နဲ့ပညာတပိုင်းတစ်စားနဲ့ထင်ရဆိုင်ကြတဲ့လူငယ်တွေရဲ့လက်ထက်ကိုရောက်သွားတယ်လွတ်လပ်ရေးငါလည်းငါပဲတခါကျအစိုးရသိမကြိုက်ဘူးကွာငါမဟုတ်ငါမကြိုက်တာဘူးငါပြောတာဒီအစိုးရကိုစောကားရမို့ဖြစ်သွားတာကြီးပြောတဲ့ခါကျသူတို့ကလည်းသိမကြိုက်ဘူးပေါ့ကွာဟိုဘာလဲဆိုတော့တကြီးတယောက်နဲ့အဲ့ဒီမှာအယူမတယောက်ကိုတကြီးကဘာလုပ်တယ်မသိပါဘူးကလေးရရောကလေးရတော့အဲ့အယူမကိုနိကလေးသူနဲ့ရဆိုတကြီးနဲ့တော့ကြားတော့ဟိုကဝိုင်းရိုက်တယ်ဝိုင်းရိုက်ပေါ့အဲ့တကြီးတပည့်တွေရိုက်တယ်ကွာနောက်ကြတော့နိကလေးဘယ်သူနဲ့ရမှာပြောချင်မှုတော့ပြောစမ်းမှာဘယ်သူနဲ့ရမှာပြောချင်မှုလို့ဘာလို့မလဲတော်တော်ရွာမှန်တာပြောရိုက်တယ်တော့ဟုတ်လားငါပြောမိတာကွာတကယ်ပါမကွေးခေါ်ပြောမှမပြောခဲ့တယ်ဆိုတာစင်ကာပူက1965ခုနှစ်မှာလွတ်လပ်ရေးရတယ်အဲ့မှာလီကွမ်ယူကအဲ့မှာဝင်းကြီးရုပ်ပေါ့လီကွမ်ယူကမြင်းငယ်လေးနဲ့ပြောတာကျွန်တော်တို့ကလာမယ့်နှစ်20မှာဗမာပြည်ကိုမိအောင်စူးစမ်းမယ်ပြောထားလိုက်ပါတော့အဲ့ဒါသူ့တိုင်းထားလိုက်ပေါ့ငါပြောတယ်သူတို့ကစင်ကာပူကအိန္ဒိယနိုင်ငံမို့လားလို့အာနာတယ်သူတို့ကဗမာဆိုအာနာရတော့သူမိအောင်လို့ဆင်းပေးလိုက်ပါတယ်လို့ပြောတာအဲ့ဒါလေးပြောရတော့ဗျာမှန်တာပြောလို့ဆိုပြီးငါဟောပြောပဲပိတ်ပြတယ်တော်တို့ရွာမှန်တာပြောရိုက်တယ်တော်ဆိုတကယ်ပြောတာပါခုငါစင်ကာပူတနေ့ပဲပြန်လာခဲ့တော့ချူးညိုလို့သိပါတယ်ဟိုမှာ3ပတ်လောက်ကြာတာငါသားလည်းအဲ့ဒီမှာရှိနေတော့နေပေါင်းဆန်နေနေလိုက်တယ်ပါပထမတော့နေဖို့မဟုတ်ပါဘူး
အဲ့ဒါဘာလို့ဆိုငါသားကလည်းအဲ့ဒီရောက်ကစင်ကာပူငါပို့လိုက်ရတဲ့ဥစ္စာလည်းအရေးခင်တော့တယ်မှာ तू ကတီကောင်သွားပြီးခဲနဲ့ပေါက်ထားဘူးတီကောင်စားပါတီကောင်စီကိုပြောတာပြီးလဲပြီးရောထွက်လာတဲ့ခါကျတော့ထောင်ကိုလာကြပါမင်းခေလဲအောင်မပုတ်ပါဘူးသွားကွာဆိုမရှိမဲ့ပတ်စံလေးတွေပဲတော့ဟိုမှာစင်ကာပူမှာရောက်နေမချမ်းသာပါဘူးဒီလိုပဲလုံးလည်းပတ်စံနေပဲမဆိုးပါဘူးသူ့ဟာနဲ့သူစားနေတယ်ထားပါတော့ငါလည်းပေါက်တက်ကြရည်ချက်ကိုပြောတယ်ကွာထားပါတော့ကွာဆက်ပြောမကောင်းတော့ဘူးပြောအောင်မယ်ငါအဖေကတခင်ကြီးမောင်နဲ့တခင်ခင်မောင်ဦးရဲ့တခင်ကြီးမောင်ဆိုတာနှစ်ယောက်တောင်ရင်းမှာသူတို့နှစ်ယောက်ထဲနဲ့တို့မှစီးုံထောင်တာနော်အဲ့တော့ငါအဖေကအတွင်းဥက္ကဋ္ဌတခင်ခင်မောင်အတွင်းမှုကောင်းမှမလို့မရှိဘူးတခဲနဲ့အတီးပြီးတော့စနှစ်ယောက်ပဲတခဲနဲ့အတီးပြီးလိုက်တယ်အဲ့မှနေတော့ငါ့ကိုတယောက်ကရှိသေးတယ်ဘယ်သူလဲဆိုသခင်မတောင်းတာကြားဦးလိမ့်မယ်အကိုဝင်းဝင်းတော်တယ်သခင်မတောင်းကအဲ့မှာတောင်ကြီးတောင်ပနာလေးစီမှာဝက်ကတိဆိုရွာရှိတယ်အဲ့ဒီမှာဘုန်းကြီးတစ်ပါးလည်းရှိတယ်အဲ့သခင်မတောင်းကလည်းအဲ့ဒီမှာအမျိုးသမီးတယောက်ကဘိုးတော်အင်္ဂလိပ်ပေါ့အင်္ဂလိပ်ဆိုမှဟိုစစ်ဘိုလ်တွေပါတယ်မဟုတ်ပေါ့အမှန်ကတကယ်ကိုဟောပါတိတော့ပဲအရာရှိပါသူကဘိုးကသခင်ကဘယ်လိုပြောတယ်ဘာညာဆိုသိစမဲ့ကတခင်ကဘယ်လိုပြောတယ်ဘာညာသခင်ဘာကြောင့်ဆိုအခွန်အခပိုက်ဆံပေးထားတဲ့အကောင်သခင်ပိုက်ဆံယူပြီးအမှုထောင်းတဲ့အကောင်ကဘယင်ကန်းကနေစပြီးပြာတာအထိအစေကံသူတို့ဒီအားလုံးအစေကံဒါကြောင့်သခင်မတော်ဟာစွတ်တီးမနေတော့ပြီးတော့ကြမှာမင်းတို့ကလည်းသေချစ်ဆုံးငါသိတာပဲဆိုတော့အဲ့ပေါက်ကားလာမလို့နဲ့မြောက်ပေးနေတာမင်းတို့ကလည်းငါလာပြီးတော့ဘယ်လိုကောင်းနေမှလဲငါကြောက်လာပြီမင်းတို့မြောက်ဥက္ကလာတပြေးနဲ့မင်းတို့လို့တဲ့ဟိုရွာသားကြီးကလည်းနီးနီးတဲ့အဲ့လိုလုပ်တဲ့ခါကျတော့မှသခင်အဲ့ဒီမှာ YMBA စီအောင်ဆက်သွားတဲ့ခါကျတော့လက်အုပ်ချီစရာမလိုဘာကြောင့်လဲဆိုလို့ရှိရင်ယရနာသုံးပါးပါလက်အုပ်ချီစရာမလိုအဲ့တော့ကအင်္ဂလိပ်တူအရေးပိုင်ဘာညာမျိုးတော့မှမဟုတ်ပါကျွန်တော်မျိုးအဲ့လိုလုပ်တဲ့စီမှာလက်အုပ်ချီစရာမလိုဒါဖြင့်ဆရာတွေပဲလုပ်အောင်လဲဆရာတွေကိုပြောလို့ရှိရင်ယူသေးစွာနဲ့လက်ပိုက်ပြီးပြောဟာမင်းအဲ့လိုလုပ်တာအဲ့ဒီမှာဟင်္ဒရာမှာငါပြောလိုက်တဲ့စကားနည်းနည်းလက်လွန်သွားတယ်ပါဇက်လွန်သွားတာပေါ့လက်လွန်တာမဟုတ်ပါဇက်လွန်အဲ့တော့ကျွတ်တူဟာလို့အဲ့လိုထီအောင်လက်အုပ်ချီတဲ့ဥစ္စာဖြုတ်ခဲ့တဲ့တိုင်းပြည်လို့သခင်ဆိုတဲ့နာမည်နဲ့လုပ်ခဲ့တဲ့တိုင်းပြည်လက်အုပ်ချီစရာမလိုဘူးဆိုတဲ့တိုင်းပြည်အဲ့လိုလူမျိုးတွေရဲ့တိုင်းပြည်ကအခုလွတ်လပ်ရေးရပြီလို့အနှစ်30လောက်ရှိတဲ့ခါမှာလူမြင်ရှိခိုးခြင်းတွေပြောလိုက်တာမီးကိုပိတ်ကြည့်ရောဒီမီးပိတ်ပြထားတကယ်ငါဒီတိုင်းပဲကြောင်တောင်ထိုင်းနေတယ်အဲ့မှာအခမ်းအနားမှုကောက်လဲကိုနဲ့တက်လာတယ်ဆရာကြီးများလို့အေးငါရှုပ်မယ်ကွာလို့မီးပြန်ဖွင့်လိုက်လို့ငိုးတာမနာပြောရိုက်တယ်တော်ဆိုလို့တို့ကမနာပြောရိုက်တယ်တော့ဟုတ်လားတို့ရောမနာပြောရိုက်တယ်ဟုတ်ငါတကယ်ပြောတာပါကိုယ်စိတ်ကိုမနဲ့ရှိရမှာပေါ့မဟုတ်ဘူးလားဘာလို့လက်အုပ်ချရမှာအာနာပါတယ်ဒါမှပြောမှာဟုတ်အဲ့တော့ပြန်ပြောမယ်ငါကလည်းပဲဒီပြောချင်တာတွေလျှောက်ပြောမှာနော်ပြီးတော့မှဝိုင်းနာပြုတ်တဲ့ခါကျမှအချုပ်ကိုရောက်လာလိမ့်မယ်ကိုယ်စားဘာမှန်းကိုမသိငါပြောနေတာဘာမှမသိသေးဘူးဘာဥဒေမကိုမင်းတို့မသိသေးဘူးဟုတ်တယ်မလားဟုတ်တယ်ငါလည်းမသိသေးဘူးတွေ့ရကြုံရတွေ့ရလျှောက်ပြောသွားမှာ
အဲ့ဒါနဲ့ကွာပြောအောင်မငါအဖေကအင်္ဂလိပ်ရောက်မထားဘူးကျွန်းစားဗမာကျောင်းပဲထားတယ်ဘာသိမှလဲကလေးတယောက်လေ9 တန်း6 တန်းလေအသက်9 နှစ်10 နှစ်လေဟုတ်လားမူလာတန်းကတော့ထားလိုက်တော့ပြီးပြီထားလိုက်တဲ့ခါကျဗမာကျောင်းပဲထားအင်္ဂလိပ်စာသင်မပြီးဘူးသင်တယ်တပတ်မှတစ်ခါတော့သင်မင်းမတက်လေရတယ်ဘာတက်တော့ဆို ABCD ရတယ်နောက်တစ်ခါလေဆယ်တွေပါလိမ့်ဆောင်ရတယ် CAT ကကြောက်ကြွဝင်ခဲ့ဆိုဘဲစိတ်ပေါ့ဒါလေးတော့ရတယ်ဒူးတို့ဓာတ်ဆိုမသိဘူးဟုတ်လားဒူးဓာတ်မင်းတို့နားလေဘယ်နေရာမှာဓာတ်တော့ဘယ်နေရာမှာဒူးဘယ်နေရာမှာ dit မင်းတို့ငါမသိဘူးအဲ့မှာစစ်ဖြစ်သွားတာကောင်လေးတွေကောင်ပြောကောင်လေးတွေသေချာမှတ်တာမင်းတို့အဓိကထားပြောမှာငါ့ကိုဘာပြောလဲဆိုတော့ငါမဟာဝိဇ္ဇာကွာငါဒီ distinction position 1ဟိုရှိခေတ်ကဆိုရွှေစိတ်ပေါ့ဒါပေမဲ့ဒီပြေကျရွှေရမရှိတော့ဘူးအဲ့တော့ရွှေစိတ်တောင်မရလိုက်ဘူးအဲ့လိုရောက်ခဲ့တာအခုဒီရက်စီမှာရောက်သွားသေးတယ်ဆရာတပည့်တွေပဲဟောမပြောဘူးဘာခွင့်ရမှမတောင်းဘူးအဲ့ခုဝင်းကြီးတွေပါတပည့်တွေပါနောက်ထားဒါကြွားလို့ဖြစ်အဲ့ဒီမှာနေတဲ့ခါကျတော့အဲ့လောက်ထအောင်စစ်တဲ့ကတူရောဘာရောငါနောက်စာရေးဆရာဖြစ်လာတယ်ပေါ့ကွာအောင်တင်းဘာညာဖြစ်လာတာအဲ့ဒီမှာဘွဲရသွားတဲ့ကောင်လေးတွေကငါ့ကိုဘာပြောလဲဆရာတို့ကခေတ်ကောင်းကိုမှီခဲ့တာကိုတဲ့နားထားရီးမနေနဲ့ရီးစရာရဲ့နောက်ကမောစရာပါလာလိမ့်မယ်ခေတ်ကောင်းကိုမှီခဲ့တယ်ငါ့ကိုပြောတယ်နော်ဟုတ်ပါတယ်ဆရာတက်ကတူခေတ်ကောင်းပြီတယ်ပေါ့မင်းခေတ်ပြတ်တာကြုံမှုလားလို့မင်းလေခေတ်ပြတ်တာကြုံမှုလို့လားမင်းတို့ကမကြုံဘူးအင်္ဂလိပ်အပြေးဂျပန်အဝင်ဂျပန်အပြေးအင်္ဂလိပ်ဝင်ဘုံတွေချလိုက်တယ်ဆိုလို့ဆိုတာဟာမင်းတို့ကဘုံချတဲ့သတ္တနာပြည့်တယ်ဆိုတာမင်းတို့ကရုပ်ရှင်နဲ့တွေ့ဘူးလားငါကထွက်ပြေးခဲ့ရတာကွာဟုတ်တယ်ကိုယ်ရှိမှလည်းစက်သက်မှပြီးတော့ရှေ့တွေသေးသွားတဲ့ကောင်စောလေးဆိုတဲ့ကောင်ဘုံကြီးမောင်မှာတက်တယ်ကြလို့မလို့ဘုံကြီးတက်တယ်ကြလေဆိုအလောင်းရှာမရဘူးကြိုလို့မရဘူးမင်းကြုံမှုသလားလို့ပြာဘုံกว่าပြေးပြီးတော့မှတော့ကနေပြန်လာတဲ့ခါကျပြာဘုံပဲတွေ့တာကိုယ့်အိမ်နေရာမမှတ်ဘူးတကယ်ပြောတာမင်းအကုန်လုံးတလင်းတောင်ကြီးပြာဘုံကြီးဖြစ်သွားတဲ့ခါကျကိုယ့်အိမ်နေရာမမှတ်ဘူးတော့မင်းတကယ်ပြောတာအဲ့တော့ဟိုတစ်ပင်ကတို့အေးရှိအဲ့ဒါပြနေနေကြရတာငါအဲ့ဒါသူပြောပြတာအဲ့ဒီမှာမှခစ်ပြက်ပြီဆိုရင်ပထမဆုံးစပိတ်တာအကြောင်းကွာနောက်ဆုံးမှပိတ်တာရဲစခန်းဟုတ်လားဘာဒီကောင်နဲ့စွတ်လက်ခုပ်တီးနေဘာမှလည်းမသိပဲနဲ့ရဲစခန်းပိတ်တာသဘောကျနေတာမသိပါဘူးဘယ်လိုကောင်းနေတော့ဒီမြောက်လာကောင်နေစိတ်ကြစ်ပါတယ်ကွာငါပြောရတယ်စအကုန်လုံးငြိမ်းသွားလို့ပြန်ဖွင့်လို့ရှိရင်ပထမဆုံးစဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းဘယ်အကြောင်းလဲသိလားမူလနာကြောင်းပဲကလေးတွေဒါပဲမလွတ်ဝင်ဘူးဘယ်ချိန်ဘုံချမှမသိဘယ်ချိန်ဆက်စပ်ပြေးမှမသိပဲနဲ့အဲ့ဒီချိန်မှာကြီးခဲ့ရတာပညာမတတ်ဘူးဘာမှလည်းမတတ်ဘူးအဲ့ဒီမှာမှဂျပန်ကိုတော်လာမယ်ဖက်စစ်ကိုတော်လာချရမယ်ဘာညာဆိုလွတ်လိုက်တယ်မယ်ဘိုးကျောင်းဆန်းတို့ဘာလို့ပြည်သူရဲဘော်တွေဘာတွေအကုန်လုံးပေါ်လာတဲ့ချိန်ကမှတခါတည်းဟာလွတ်လိုက်ရမယ်ဖက်စစ်တော်လာရေးဘာညာပေါ့ကွာလွတ်လပ်ဖို့ကြံစီရင်ကွဲအကြမ်းမနီးနဲ့လင်းတဲ့ဆူရပြီအနုကိုသုံးရပြီဥရေထုံနဲ့အညီစေကံကြကြအာနာဖီဇံတပိတ်မှောက်ရမိတွေးချင်းနှောလိုက်ချင်းသည်တို့မာတွေလာလုံးကြီးနေရဲ့အလုတ်ကိုဆက်ဆုပ်လေပြီးဒေါ်လာမိုးရေးသူတွေးပြီးအသက်နဲ့လဲလို့ဆိုသောင်းဝင်ပြီ
ထိုလူလူကရင်ဆိုင်တိုက်ပွဲဆင်နွှဲပြီးဗမာတမတော်ရဲဘော်ရဲမိန်များအသိရှိပြီးကြောက်ရင်လွယ်တကယ်ရဲမှမင်းဖြစ်ပြီးလူငယ်တွေစိတ်ဓာတ်များဟာဘူရုပ်ပေါ်မှာတီးအိမ်ကျချင်းကိုအိုးမဲသူ့လို့တိုက်ကြပြီးရန်သူကအပေးလို့တော့တချို့ကမကြီးအိုးအဲ့ဒါတွေလွတ်လပ်ရေးတော့ကြံကြနှောင်နေသည်ဗမာမြေပုံကိုသွေးတဲ့ရေးဖို့လိုပါပြီမတရားလဲတို့မခံပျောက်ကြတတ်ဖွဲရန်ညီဟာတွေးပါပဲရိုက်တယ်အောင်သိန်းတော့16ဆက်ခွန်လေဟာပညာသင်မှုကိုသတိမရတော့လွတ်လပ်ရေးဒါပဲအဲ့ဒီမှာပြည်သူရဲဘော်ကလည်းရဲဘော်တွေကိုအထင်ကြီးလိုက်တာတက်မတော်ကလည်းဒီတက်နဲ့မတော်တဲ့ကောင်တွေကိုတကယ်ပြောတဲ့တက်မတော်စုမတီးနေမင်းမလားဟာတကားနေငါဘာငါပြောတဲ့ဥစ္စာဒေမမှုလှုပ်ထန်တဲ့ရာဇဝမှုဖြစ်ကုန်လိမ့်မယ်သွေးနေတာရဲ့ချွေးနေတာရဲ့စစ်တိုက်တဲ့နေရာဝဲအသက်ဆုံးညာလေးတော့တယ်တနာလောက်ဆရာငယ်စားတော့ရာဝဲအစင်းလည်းခံရှာတယ်ဆိုတတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွန့်စားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးချင်မှာတဲ့အဲ့တော့မှတယောက်ကရန်သူတွေကိုအသေးနှက်နဲ့ရန်သူတွေကိုအသေးနှက်နဲ့စေတနာရှိလုံးလို့ပါကွယ်ပူပြီးပြောဖို့ရဲ့ဟဲ့ဒိုကြီးတော်ကြီးကိုပါငါပေးမယ်ကောင်းဘူးလားယူမယ်ဗမာတိုင်းမှတ်သားကြဝဲနစ်ပေါ်တိုင်းပြည်မာတကယ်စစ်တီအပေါင်းကိုကောင်းမွန်စွာရဲ့ကြိုက်ထားလို့ရပေးလို့အင်မတန်ရေးယူတယ်အဲ့ဒီလိုဗမာတမတော်ကိုပတတ်နိုင်တယ်လို့ကူပါကြဖို့နမူနာပြလို့ကျွန်တော်များဆိုပါတဲ့ဟာဂီတာစိမ့်မောင်တို့ဆိုတတ်တဲ့ချင်းရဲဘော်တွေကမျက်ရည်ကျတဲ့ဂျူဘလီဟောမှာအဲ့တော့အောင်သိန်းတို့ကတမတော်သားတို့သိအားကြတယ်အဲ့ဒီမှာပါသွားလိုက်တဲ့ခါကျတော့ပြည်သူရဲဘော်နောက်ကြတော့ငါဆိုရှယ်လစ်ပါတီရဲ့ပါသွားတဲ့ခါကျတော့တော်ငါပဲကွာဘယုတ်ဒုက္ခပေါ့ဘာမှလည်းသိတယ်မို့ကိုကလည်းသိနားလဲမို့တကယ်ကြတဲ့ခါကျဒီဘာမှအခြေခံပညာအတွေးကိုသိမရှိဘဲနဲ့နိုင်ငံရေးတွေပါသွားတာသူ့လိုကောင်းနေမှာအဲ့ဒီလိုအများကြီးပဲသူတိုင်းပြည်အဲ့လိုဖြစ်သွားတာဒီဗမာပြည်ကြီးမှာအစင်တန်းလို့ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာစွာစဉ်းစားလိုက်ရင်ပညာအခြေခံနဲ့လို့သာပါတီတွေကွဲပြားအလွယ်လွယ်မှာဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်နေမမြင်ကြတာဝမ်းနည်းစရာယခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဗစကားစပယ်ရာတရင်စားလျှောက်သီးဆေးပြားရေကားရောင်းနေမိပဲတော့ပါတကြောရောအော်ကားရောင်းနေရရှာရသမျှအမြတ်ကလေးများနဲ့ရောင်ရဲတင်နေပျော်ရွှင်ကပညာမရှိလို့အခုလိုဖြစ်ရတာဟာသူ့တိုင်းပြည်အဲ့လိုဖြစ်သွားတာရုပ်တရက်ကြလိုက်ချင်းအောင်သိန်းကတချင်းဆိုပြနေလေလို့ထင်လိမ့်မယ်ဒါပေမဲ့တမိုင်းကိုပြောနေတော့တချင်းနေဟုတ်ဘူးလားအဲ့လိုဟာတွေမှာငါပါတော့နောက်ဆုံးကရင်ကတော့ခုတန်ရည်တစ်ကတော့ခု BCP ကလည်းသဘုံထအလန်နေကလည်းသဘုံထအဲ့လိုကြားထဲမှာကိုပြောတော့အောင်သိန်းကအဲ့ခေတ်မှာပါပြီးရက်ကန်နဲ့ဘာနေငါတော့ဖြစ်ပုံကိုပြောလိုက်အောင်မယ်ငါလည်းတမိုင်းနဲ့ပါရစ်တီနဲ့ဘာမှမသိပါဘူးကွာဘာမှလည်းအတုံးမကြပဲနဲ့ကွာသိလားဟိကောင်အဲ့တောင်တွင်းကြီးဖားစားပလာမှာငါစီယိုနေမှုအမေဖားစားပလာအဖွဲ့အစည်းမှာစီယိုမှုဆိုတော့အထင်မကြီးနဲ့စီယိုမှုကြီးရှိတယ်ငါအောက်ကခြာပရစီဘယ်အိမ်သွားလိုက်ဘယ်စာသွားပေးလိုက်ဘယ်ရွာသွားဖိတ်ခေါ်အဲ့ဖိတ်စာယူသွားပါအဲ့ဒါဟာဒါမှငါမဟုတ်လိုက်ပြီတိုင်းပြည်နဲ့လူမျိုးတွေအောင်သိန်းကကောင်းတော့ကောင်းမှာဘာကောင်းဆိုရှက်ဖို့ကောင်းတာပေါ့ဒါမဲ့အဲ့တုန်းကအောင်သိန်းလို့ပြန်တနာတယ်ဒါမှတကယ်စိတ်နဲ့လုပ်ခဲ့တာပါအဲ့ဒီဥက္ကဋ္ဌကဘာလို့လဲဆိုတော့ဦးအောင်တန်းဘယ်ဦးအောင်တန်းလဲဆိုဘိုးကျောင်းဆိုင်ရဲ့အကိုဦးအောင်တန်း
အဲ့ဒါသွားဖြစ်အဲ့ဒါနဲ့ဥအောင်သားရေပေါ့ကွာဥက္ခရာကြီးလေငါစီလုံးဘူးချက်ပရာစီလေဟိုပြေးလိုက်ဒီပြေးလိုက်ဆိုရဲဆိုတာဖြာလေးခွေးမောင်းပေါ့ကွာအဲ့မှာပြေးတော့နောက်ကြတာအောင်တိဒီမှာစပင်းစားသွားအဲ့မှာစားအဲ့ဥအောင်သားရဲ့မိမဒေါခင်နှုတ်တယ်ငါမမနှုတ်လို့ခေါ်တယ်အဲ့ဒါသူ့အိမ်မှာပဲစားလိုက်သွားလိုက်ပြီးဒီလိုပဲနေရင်ကနေပြီးတော့ဘိုးကျောင်းဆန်းတို့လောက်ကြမှုကြီးဖြစ်ပါလေရောအဲ့တော့ဥအောင်သားရဲ့အကိုအကြီးဆုံးဥပဝဲပါသွားတယ်ညီဖြစ်တဲ့အောင်ဆန်းပါသွားတယ်ဆိုတော့ဥပဝဲရဲ့ဇနီးကဒေါခင်စောတဲ့မင်းတို့ဒီဘာထဲမှာခုလက်ရှိပါတယ်ဘာလို့ University Avenue ပေါ့နော်တက္ကသိုလ်ရေးတာလမ်းထဲမှာ 51D အဲ့မှာတော့သူကသွားတယ်အောင်သိမင်းဒီမှာနေလိုက်တဲ့ဟာအမနေရတာဗောမဟာနုတို့နဲ့အဲ့လိုနေရတာအဲ့ဒါနောက်ကြတော့သူတို့နဲ့ရက်ကန်နဲ့ပိုင်းကလို့ကွာနိုင်ငံကြီးတဲ့ဘယ်လိုလုပ်ပြီးတော့ပါသွားလိုက်တယ်မသိပါဘူးပါသွားရင်ကနေပြီးတော့မှငါSocialist Party တဲ့ရောက်ပြီးတော့မှခရိုင်စီယိုမှုတွေပါဖြစ်လိုက်သေးတယ်ဗျာမင်းပေါ်သေးသေးမလဲနေတဲ့ခရိုင်ကြီးမဟုတ်ဘူးမင်းနောက်ဆုံးမဲ့ကြတော့အဲ့မှာတရက်ကနေပြီးပြေးတဲ့ခါကျတော့အဲ့တရက်တူကတော့တိုင်တက်တူကတော့သိမ့်ပြပြီးကွန်မြူနစ်ပါတီကသိမ့်ပြပြီးဒီနေ့မနေ့တုန်းကဖြစ်လိုက်တဲ့တရဟာတမိုင်းကြီးတစ်ခုကိုပြောင်းလဲသွားပြီအမေတခင်တန်းတွေ့မင်းကငါထောင်ထဲကကြားနေရမှတ်မိတယ်အဲ့မှာပြောတဲ့ကကြတော့တောင်ကြီးပြန်ပြီးတော့ဘာလို့ဆိုအင်းစိန်ကတောင်တဘုံလေးထက်ရောက်တော့ရန်ကုန်သွားလို့မရတော့တောင်ကြီးပြန်ပြီးတောင်ကြီးမှာရောက်လဲရောအဲ့မှာတင်းမှာငါနဲ့ခွန်တန်းမှာတူတူနေတဲ့ကောင်ခွေးသားစီကင်ဆွဲကောင်မှာခွေးသားလို့ဆက်လိုက်အောင်ငယ်တဲ့တငယ်ချင်းမှာတယောက်လည်းဆဲတာခွေးသားအဲ့မှာဟဲ့အောင်နေရတဲ့မင်းခဏလိုက်ခဲ့အောင်ကွာဆိုဟောပါဘာရောင်ပေးနဲ့သူနဲ့မြင်းလဲလေးနဲ့ပေါက်ကွာပြီးတော့じゃခဏဆိုဖမ်းတာပါရောsorry ကွာငါခြေတော့တင်တော့မယ်နော်တော့ဘာလို့အောက်ကသွေးကြတော့မှငါဖမ်းသွားပြီးထောင်ထဲထည့်ထားတော့ဟာတော့ကျုံးနေဘာမှမသိညာမသိဒီချမ်းကလည်းကြကနေအဲ့ဒီမှာနေတော့မှစိတ်ကတော်တော်ညစ်လာတော့နောက်တော့ရေးလို့ရဖြစ်တာမဟုတ်လေဒီလိုပဲပေါ့အရှိပဲဘူးစီမျောလိုက်ပြန်တော့ဒါပဲအဲ့လိုနဲ့ပဲထောင်သချင်းဆိုပြီးနေကြရတာပေါ့ကွာနောက်ကြတော့ငါတရက်လွတ်မလို့တဲ့အဲ့မှာသခင်ကျော်စိန်ဆိုတာရှိတယ် तू ကသခင်ကျော်စိန်က तू သူ့ကိုဖမ်းမယ်ဆိုတာရိပ်မိတယ် तू ကသခင်ကိုကလှင်တယ်လေငါကမဥမလဲကောင်းအဲ့တော့ तू ကဖမ်းမယ်ဆိုတာရိပ်မိတော့ तू ကလွယ်အေးကြီးနဲ့ Burmese Economics Life စာဗမာစီးပွားရေးပြဿနာဆိုအဲ့တော့တက္ကသိုလ်မှာပြဋ္ဌာန်းထားတဲ့ဘောဂဗေဒစာအုပ်ကြီး तू ကအဲ့ဒါဘာလာတယ်အဲ့တော့ထောင်ထဲရောက်လာတနေ့လူလိုနည်းလေးကိုနောက်ကြတော့မလွတ်တော့ငါစိတ်ညစ်လာပြီးတော့ဦးကျော်စိန်လို့ကျွန်တော်အင်္ဂလိပ်စာသင်နေတယ်ပြောတင်းလကွာတဲ့တင်တာဘောတယ်ဆိုတော့ဘာသာအုပ်မှလည်းမရှိဘူးအဲ့မှာချိုတကူးဆိုကလားရှိတယ်ဒီကောင်ကတငယ်ချင်းဒါပေမဲ့ကိုယ်တယ်ငယ်တယ်ဒါပေမဲ့အဲ့ဆိုလိုက်ဆက်လိုက်မေးလို့ဘာညာအဲ့လိုနေတာကြောပါလေအဲ့လိုကလားဒီကောင်ကဝါတာဟဲ့ကလားဒါပဲဟိုခေါ်ရကွာဟိုရိုးသေးဟဲ့ကောင်ဟဲ့ကလားဒါပဲဟဲ့ကမင်းငါဓာတုစာအုပ်တို့တော့ဝယ်စမ်းกว่าဗလာစာအုပ်ဟောကဝယ်လာပါတယ်အဲ့ထဲမှာသင်ရတာအဲ့ဒီခေါင်းဆောင်ကပြတဲ့ဒီပြင်းအင်္ဂလိပ်စာလည်းမရှိဘူးအဲ့ဗမာစီးပွားရေးပြဿနာဆိုတော့ Burmese Economics Life ဆိုစာအုပ်ကြီးတဲ့ထုတ်သင်ရတာဗျာသမီးပြောလိုက်အောင်ဗျမင်းရည်စရာသိကောင်းတယ်တချို့ကငါကူရစီအလို့ရနေတယ် Many locomotives were destroyed by the British Army during the evacuation ဟာ many locomotives ဆိုတာမိသားကောင်းတယ်မိသားကောင်းတော့များစွာကိုတဲ့ British တပ်ကဖျက်ပစ်ခဲ့တယ်တဲ့သူတို့ဆုတ်ခွာတဲ့ခါမှာတဲ့အဲ့တော့စစ်ကြီးပြီးတဲ့ခါကျဘယ်လောက်လိုတယ်တန်လန်းကဘယ်လောက်လိုဒါအတွက်ပြတာငါအဲ့ဒီစာကြောင်းတွေအင်္ဂလိပ်စာသင်ခဲ့ရတယ်ဘာမှမသိညာမှမကြီးနဲ့ကောင်မဟုတ်တကယ်ဖြစ်တာ there lies a very line there between Champlain and BO မှာChamp ကိုမီနေဟိုဒီဘက်ကဘကိုးရမကြားထဲမှာတဲ့လူမြင်လေးတစ်ခုကြီးအဲ့ဒီလူမြင်လေးကတဲ့တိတ်မြေဩဇာကောင်းတယ်ဒါမျိုးတွေသင်ရတာငါဒုက္ခကိုရောက်လာဒါမဲ့ active specific ကိုအဲ့ဒါတက်ခဲ့တာ
နောက်ကြတော့အဲ့ထောင်ပိုင်ကြီးကရှိတော့အဲ့ဦးကျော်စင်းကထောင်ပိုင်ကြီးကိုသွားတောင်းတယ်ဦးလောက်မောင်ကမိတိတိဖြစ်နေပြီထောင်ပိုင်ကြီးရဲ့ပေါ့သူ့သားတွေကလည်းရှိတော့သားတွေသမီးတွေတင်တဲ့ကလေးဆောင်များမရှိဘူးလားမောင်နဲ့အင်္ဂလိပ်စာသင်ကျင်းလို့ပါပေါ့ဆိုသူ့သားအငယ်ဆုံးကစကန်းကြီးကရောက်မရှိဘူးတဲ့ရှားကြည့်စမ်းမှစားကြည့်တဲ့ခါကျဘာတွေ့ဆိုပရိဂရီယာကျတဲ့ဆယ်ရန်တင်တဲ့စာအုပ်အဲ့ဒါပထမဆုံးဆယ်ရန်တင်တဲ့စာအုပ်နဲ့စတင်ရတယ်Although I was a full commander of the brigade, one was K2 and had every hope to be Aluyara. Arima English Adina. They say with Zaza Twinny. The Kego Natano, Guasabi, a Yeji of your man. A Kauni, a Kaumari. To give your heart, to keep your heart. Chill your heart. Jones Ali. I didn't look at the lady Osano. ဘယ်လောက်ထိအောင်ဆွဲလိုက်လဲဆိုအင်္ဂလိပ်စာကိုအိမ်မက်မက်တယ်စိတ်ထက်ချောင်းနေတော့စိတ်အရွယ်ကအပြင်ကိုလဲရင်ပတ်ချင်တဲ့အရွယ်သူတို့ထောင်ထဲထည့်ထားတော့လွယ်လို့မရဘူးအရွယ်သမီးမိမတိတ်ပိုးခြင်းတဲ့အချိန်ထောင်ထဲထည့်ထားတော့အထက်ဆက်တော့မမြင်အောင်အဲ့ဒါနဲ့ပဲမကွေးထောင်ပို့ရောမကွေးထောင်ကြတော့လူရများတော့တိတ်သိင်ကြီးများဘူးအဲ့မဒါတောင်မှအဲ့ထောင်မကြီးရလည်းဗျာခုတိငါစိတ်ထဲမကောင်းဘူးဒီလူကြီးမတွေ့တော့အဲ့စာအုပ်ကလေးပြန်တောင်းထားလိုက်တယ်ခုနကလေဆယ်တန်းစာအုပ်ကလေးသူ့သားအငယ်ဆုံးကင်နေဟာဒါတော့ပြန်တောင်းလိုက်တော့ဘာတန်းနိုင်မှာတော့ထောင်ရောက်တဲ့ခါကျအဲ့မှာဦးတောင်းတင်ရှိသေးလားတော့မသိပါဘူးသူက supply officer အဲ့ငါရဲ့ဒီကိုတော့ကပြောဦးကျော်စင်းရဲ့တငယ်ချင်းပေါ့အဲ့လူကလည်းလူတစ်မျိုးဘယ်လိုလူမှန်းကိုမသိဗမာဝိထုကိုမဖတ်ဘူးအင်္ဂလိပ်ဝိထုပဲဖတ်တာဟာအဲ့လူကလည်းတောင်းတင်ရတဲ့သူတို့ချင်းကတငယ်ချင်းတွေဆယ်တန်းလုံးကတောင်းတင်နဲ့မသိတဲ့တိုင်အောင်သိန်းကအင်္ဂလိပ်စာသင်ရင်လို့ခေါ်တော့ဟာငါအင်္ဂလိပ်စာသင်ငါမှစာအုပ်ကမရှိဘူးကွာတဲ့ဝိထုတွေဟောက်အမေမေလင်းနဲ့ဟိုကသူတို့ချင်းတငယ်ချင်းဆဲရဆိုမင်းဝိထုကြီးတွေဒီကောင်းလေးသင်လို့ရမလားကွာနှုတ်ကပြန်ရှာအောင်မယ်ဆိုတဲ့ခါကျရှာတော့မှဟိုးတစ်တယ်မှာကြိုးကြပိုးတောင်နဲ့ကြိုက်တယ်မန်ခိုးတပီပြန်ချိဆို1928ခုနှစ်ကဆယ်ရန်ပြထားခဲ့တဲ့စာအုပ်အဲ့ဒါလေးပါလာတော့အဲ့ဒါဆက်သင်ရတယ်နော်ငါဆယ်ရန်စာအုပ်ကြီးပဲနော်အဲ့ဒါနဲ့မကွေးထောင်မှာတကအဲ့ရတောင်လေးဆောင်ပြန်ပို့တော့လူကမရတော့ဘူးနောက်ဆုံးရပြေထောင်သွားဆိုပြေထောင်ပို့တော့ပြေထောင်မှာအကုန်လုံးသာရရတွေပဲအကုန်လုံးဒီမှာစုပြီးတော့အကုန်လုံးတောင်လေးကကောင်းလေးပေါ်တော့အကုန်လုံးစုနေပြည်ထောင်စုဖြစ်သွားတော့ပေါ့ပြေထောင်မှာသွားစုတာဆိုတော့အဲ့ဒီကတော့ဘာသာဥဒုလာရတယ်ဆို prisoner of Zenda ဆိုဇင်နာအကျဉ်းသမားပေါ့အဲ့ဒါလေးလာရတာအဲ့မှာနည်းနည်းမှသိရတယ်နောက်ကြတော့တို့တရေထောင်ပို့ပြေရောဗျာဟာတရေထောင်ပို့တော့တရေထောင်ကြတဲ့ခါကျငါအင်္ဂလိပ်စာတော်လေးရတယ်အဲ့ဒီမှာပြောအောင်မယ်နော်လောကမှာနော်ကန်ဆရာအဲ့ဒါပြောတာ you are not allowed to read another page of like thatဘဝမှာစာမျက်နှာကြောဖတ်လို့မရဘူးနော်နားလဲကောင်ကမဘောသူဘိကလေးဆိုသူ့ပဲမင်းတော့လှမ်းပြောနေတာပြီးတော့ဘဝမှာစာမျက်နှာကြောဖတ်လို့မရဘူးဝိထုတို့ကိုစာမျက်နှာကြောဖတ်လို့ရမှာ but you are not allowed to read another page of life no အဲ့ဒါနဲ့သွားတဲ့ခါကျအဲ့ထောင်ထဲမှာဘသူပါလာလဲဆိုအရာရှိကြီးအစုံမဲအဲ့ထက်မှာတယောက်ကထထူးချဲငါနဲ့ရေသက်စုံပေါ်လာဆက်ရှင်မင်းကြီးဥပယေဥပယေဆက်ရှင်မင်းကြီးပေါ့ဟာသူက MABL ဟာ MABL တိတ်တော်တာဥခေမောင်အေးတဲ့နောက်ရဲမင်းကြီးဥပအေးဆိုတာလည်းပါတယ်ရဲမင်းကြီးဆိုဟိုမင်းကြီးဘုပေါ့တော့ရဲခရိုင်ရဲဝင်လို့ခေါ်မယ်အဲ့တော့ငါဆရာကိုကျော်စင်းကဘာပြောလဲအောင်သိန်းနဲ့မင်းကအင်္ဂလိပ်စာတော်တော်တက်လာပြီတဲ့ငါ့ကိုဆယ်တန်းသင်ပေးတဲ့ခုနပထမစသင်ပေးတဲ့ဆရာကမင်းကတော်တော်တင်းလာပြီတဲ့အဲ့တော့ဆရာနဲ့တပည့်ကနည်းနည်းကွာမှတင်လို့ကောင်းတယ်ကွာအဲ့တော့ဟိုတဲ့မင်းကငါတင်ရတာနည်းနည်းခက်သွားပြီတဲ့ဥ
ဥက္ကမောင် AC အပ်ပြီမယ်ဥက္ကမောင် A က MABL ဟုတ်လား MA အောင်မသား BL ပြီးတော့ session မင်းကြီးကောင်းလားပဲမဲထောင်ထဲမှာကျောင်းအပွဲလုပ်သေးတယ်မောင်တင်းကအင်္ဂလိပ်စာကျွန်တော်သင်ပေးတယ်သူတော်တော်လေးတက်ပါပြီတဲ့အဲ့တော့သူ့ကိုကျွန်တော်သင်တဲ့ဥစ္စာတဲ့ပိုးမြင့်သွားပြီတဲ့အင်္ဂလိပ်စာသူ့ကိုသင်ပေးစမ်းပါတဲ့ဆိုတော့ဥက္ကမောင်ကစဉ်းစားကြည့်တယ်တင်လို့ရမလားမရဘူးလေရန်ကဘယ်လိုအကောင်လဲပေါ့ရှားပါလေထောင်းထဲကိုလှုပ်ပြရတယ်အဲ့တော့မှသူဖတ်နေတဲ့ဥစ္စာဘာလဲဆိုတော့ Tales from Shakespeare ဆို Shakespeare ရဲ့ Tales ကိုစကားပြေးနဲ့ပြန်ရေးထားတာဒီတို့ဆယ်ရမ်းမှာပြထားတာမဟုတ်ဘူးကဘာမှာကိုသိနာမည်ကြီးတယ်စကားပြေးနဲ့ပြန်ရေးတဲ့အခါမှာမူလပြတ်ဆက်ရတ္တပေါ်အောင်ရေးနေမှာဆိုနာမည်ကြီးတယ် Charles Maryland ဆက်ကဘာကျော်မိမကြီးရဲ့စာအုပ်အဲ့မှာ तू က The Tempest ပထမဆုံးဝတ္ထုဖတ်ကြည့်စမ်းနဲ့ငါပြန်ပြောတယ်ဆိုအဲ့ဒီမှာစလုံးတစ်လုံးလားနှစ်လုံးလားမသိဘူးအဲ့ဒါ vocabulary ငါမသိဘူးဒီနှလုံးတော့ကျွန်တော်မသိဘူးပေါ့အေးဟုတ်တယ်အဲ့ဒါဘာပဲပြီးတော့ငါပြန်ပြောရပါတယ်အဲ့ဒါနဲ့တင်တာအဲ့ဒီမှာနေတော့ထောင်ထဲမှာဆိုတာဒီတိုင်းကိုဖဲဝိုင်းရှိတယ်ကွာအဲ့တော့မင်းတို့လိုဟိုပြခေမှုတပည့်တမှုခေအပြင်းပြရိုက်ကြတာတပည့်တန်းတမှုပါညာအဲ့လိုငါတနေ့ကျတော့ဒီဘက်မှာထိုင်နေဒါမှငါကြွားနေတာနော်ဒါမှငါကြွားတာဟာအကြောင်းပဲမဟုတ်ဆိုမင်းတို့မှန်းလို့ရပါတယ်အဲ့ဒီမှာငါ English Digest ဆိုစာအဲ့ကိုရံကပြောတဲ့ဘာလို့ဟိုလားတရက်ထောင်ရောက်တဲ့ခါကျတော့ B class မှာပေးတဲ့စာကြီးတိုက်ကိုသုံးဝင်ရတယ်အဲ့တော့အဲ့မှာထုတ်တော့အဲ့မှာ English Digest ပါတယ်အဲ့မှာဘာဆိုဆောင်းပါးလေးဆိုတာ Grants of Burma ဗမာပြည်တို့ရှိကရင်များဆိုတဲ့အကြောင်းကိုပါလာတော့အဲ့ဒီမှာကရင်တွေကိုဟာလေအင်္ဂလိပ်ရဲ့အပေါ်မှာသစ္စာရှိတဲ့အကြောင်းဘာတွေရေးထားတယ်ပေါ့ကွာထားလိုက်ပါတော့အကြောင်းအရာတွေငါမပြောတော့ပါဘူးအဲ့တော့ငါကရင်ရတဲ့သဘုံထားနေချင်းအဲ့မှာပြီးတော့အဲ့မှာကိုကျော်စင်းကငါဆရာကိုမူရင်းဆရာကိုကျော်စင်းကဖဲဝိုင်းထဲမှာထိုင်လို့ဥပအေးကလည်းအဲ့မှာထိုင်လို့ခုနရဲမင်းရဲပါရဲဝန်ပေါ့ခရင်ရဲဝန်ထိုင်တော့ငါကိုကျော်စင်းတို့ကဖဲထုတ်ကလေးကနေဘာလဲကွာဒီမှာနားထောင်ဆိုတော့ငါအဲ့ digest ထဲကဟာဖတ်ပြနေပြီးတော့မှပြီးသွားတယ်အဲ့ဒါကြောင့်ဖြစ်တာဗျာငါမေးအဲ့တော့ကဖဲကင်ပြီးတော့နေတဲ့ခေါင်းကပြတဲ့ခရံရဲဝန်ဥပအေးကဖဲချက်ကလေးကိုင်းနေတာလှည့်ပြီးတော့နောက်ကြည့်မောင်သိမင်းအဲ့ဒါပါတော့ဟာငါလန့်သွားတာသူကသူကြီးတွေလေငါလက်ကခွေးလို့ဟောခွေးပြတဲ့ဒုလောက်ရှိတဲ့ကောင်တော့လန့်ဟာဟုတ်တယ်ဘာတော့လဲဆိုဟို English Digest ပါလို့ဒီဟာလေးပြရတယ်မင်းကတော့အမျက်အထွက်ဆုံးမှာပဲကွာငါရှိတယ်မင်းတို့တင်းသွားတာခု၄လလောက်ပဲရှိတယ်မင်းက Digest ပတ်နေပြီနော်နော်မင်းတို့ပြောချင်တာဘဝဆိုတာဘာလဲပြောစမ်းဘဝဆိုတာဘာမသိဘူးလားသိတယ်ခုပြောစမ်းတမီးပြောစမ်းဘဝဆိုတာဘာလဲဟာ if you don't ask me I know but if you ask me I don't know မမေးရင်သိတယ်မေးရင်မသိတော့ဘူးအဲ့ဒါမဟုတ်ဘူးလားတမီးမွေးမလာလို့ရှိရင်ဘဝဖြစ်မလားမွေးတဲ့ဥဝဲခောက်သေးသွားပြီမရှိတော့အသေးလေးမွေးလာဘာမှဖြစ်ဘူးမင်းအသက်ဘယ်လောက်ရှိလဲစားပါတော့35ဖြစ်မယ်45ဖြစ်မယ်ငါ85အဲ့ဒါအချိန်မဟုတ်ဘူးလားအချိန်မပါဘဲနဲ့ဘဝဖွဲ့လို့ရလား Life is made up of time ဘဝဆိုတာအချိန်နဲ့ဖွဲ့ထားတာမင်းဘဝကိုတမိုးလို့ရှိရင်တမိုးထားရင်အချိန်ကိုတမိုးထားပါမင်းအချိန်ကိုဘယ်လောက်တမိုးထားဘူးတလဲငါသူများဖမ်းလို့ထောင်ထဲရောက်သွားတဲ့4-5 လပြီလွတ်လိုက်တဲ့အချိန်ဟာငါဘဝကြီးတစ်ခုပြောင်းသွားတယ်အဲ့ဒီအချိန်ပဲနားလေလားအကောင်လေးတွေကောင်မလေးသတိထား
အဲ့ဒီကတင်လိုက်တဲ့ဥစ္စာဘယ်လောက်ဖြစ်သွားတယ်ထင်တော့ဒီမှာအပြင်ထောင်ကိုဖောက်ပြီးထွက်ပြေးတာအောင်တင်းတတိမဆိုးကူကြတော့မကောင်းတော့ဘဝမှာကြီးလာလေတတိနဲလေးပဲငယ်မှာကိုတတိကောင်းတော့ကြီးလာရင်တတိမကောင်းတော့တဏှာ16လဲနဲ့မိစရကြီးလေးလုံးကြားထဲကနေထွက်ခဲ့တဲ့အောင်သိန်းတော်ပေါ်သေးသေးမထင်နဲ့ထွက်ပြေးခဲ့တာရောက်တယ်လွတ်တယ်ထားလိုက်တော့မပြောဘူးအဲ့ဒီထောင်ကပြေးလိုက်ခါကျဘယ်ရောက်သွားလဲဆိုတော့ရေနံချောင်းရောက်သွားတယ်အဲ့တော့ရေနံချောင်းကအစိုးရသိမ်းထားတာအဲ့ဒီရေနံချောင်းတော့အဲ့ဒီကအမေရိကန်ဘောင်းမီစစ်ဘောင်းမီကြီးဝယ်လိုက်တယ်အဲ့ဒီစစ်ဘောင်းမီက30လောက်ပဲပေးရတယ်အဲ့တော့17ကျပ်လောက်30လောက်ပဲပေးရတယ်ညာဘက်ကပေါင်မှာအိတ်ကြီးတအိတ်ဘယ်ဘက်ကအိတ်ကလေးပေါင်မှာနောက်ကအိတ်ပြီးတော့ဘေးအိတ်တီအများကြီးပဲစစ်တပ်ကိုညာဘက်ကအိတ်ကတော်တော်ကြီးတော့ညာဘက်ပေါင်မောကအိတ်ကကြီးတော့ဝိထုစာအုပ်ထည့်လို့ရတယ်အဲ့ဒီမှာ Michael West ရဲ့ dictionary ထည့်ထားတယ်အောင်သိန်းအဲ့ဒီနည်းနဲ့လုပ်ခဲ့တာနောက်ဆုံးပိတ်ကြတော့ဆယ်ရန်အောင်နဲ့တခါပဲဖြစ်တော့အလေရမြဆရာဖြစ်တယ်ဝေကောလိတက်တယ်ကြားတော့မယ်နော်သမီးကြားပြရစီအဲ့ဒီနေ့ second year ရောက်တဲ့ခါကျတော့မစ္စချန်ဆန်ဆိုတာတရုတ်မကြီးဟောင်ကောင်ပေါက်ဒါမှအမေရိကန်မှာဖွေရတယ်မိမကြီးဘုံမလို့တလုံးမှမတောင်တရုတ်မကြီးအင်္ဂလိပ်စာဌာနတနေ့မှရောက်တဲ့ခါကျ second test ပြီးတယ်ပြီးမှ answer paper တွေပဲသူစစ်ပြီးRoman 161ပေါ့ဆိုတဲ့ခါ present ma'am ငါပြောရှိပါတယ်ပေါ့ the best answer you made ဟာအကောင်းဆုံးပဲအတန်းနဲ့ချိန်မလားတက္ကသိုလ်မှာအဲ့ဒါမျိုးဟာသိရှိခဲ့တယ်ဒါမင်းတို့သိဖို့နောက်ကြတော့ debate in English ခေါ်တယ်အင်္ဂလိပ်လိုစကားလိုပဲလုပ်တဲ့ခါမှာငါ best speaker ရခဲ့တယ်နော်မယ်ထောင်နဲ့တင်ခဲ့တဲ့အကောင်အဲ့ဒီအရင်ကဟာပြောလိုက်အောင်မယ်နည်းနည်းလေးသိခံနော်ကြွားတဲ့သဘောမျိုးမထင်ပါနဲ့နော်အဲ့ဒီဦးအောင်တန်းကဘိုးရောင်ဆန်းတို့လောက်ကြံခါတော့သွားတယ်ဆိုတာမှတ်မိလားပြောခဲ့တယ်နော်အဲ့မှာရန်ကုန်ပါသွားသေးတာပါသွားသေးတဲ့ခါကျဦးအောင်တန်းရဲ့မိန်းမဒေါခင်နုငါမမနုလို့ခေါ်လို့ရှိတယ်အဲ့ဒီသူတို့ရဲ့ညီမအငယ်ဆုံးတယောက်ရှိတယ်လှတင်နဲ့ခုတော့သေးသွားရှာပါပြီငါမလှလို့ခေါ်တယ်သူ့တငယ်ကြီးတယောက်ကမခင်လှတယ်သူကဘီဒီသူက ISC ဘိုင်ကိုဆေးတက်တယ်အဲ့တော့စနေနေ့ကြာလို့ရှိရင်သွားပြီးတော့ငါခေါ်ရတယ်ခေါ်တယ်ဆိုတာ driver ရှိပါတယ်ကိုစိန်ဖေးတဲ့သူနဲ့သွားသူက driver ကားနဲ့ရနေတယ်ဒါပေမဲ့ငါအဲ့မှာသွားပါလာတဲ့ဆောက်အဲ့အခမ်းအနားမှာဘယ်တင်လာခေါ်ပြီးကားရောက်နေပြီလို့ပြောပြပါစနေနေ့လားတနေ့နေ့တနေ့လို့ပြောကြပါရနေအိမ်မှာစားတော့ပြီးတော့ညနေရက်မှပြန်ပို့ရတယ်ဒါဟာသူတို့အဲ့တုန်းကလည်းကျောင်းသားနဲတယ်ကွာဒါတော့မမြောင်းအဲ့ဒီမှာနေတော့အဲ့မမလှဆိုရဲနောက်တစ်ခါမခင်လှဆိုသူမခင်လှကိုလည်းမလှပဲငါခေါ်တယ်သူကဘီဒီကသူတို့တငယ်ချင်းမို့လို့တော့ခေါ်တာအဲ့ဘီဒီသွားခေါ်တော့ဘီဒီမှာရှိတဲ့ TTC ခေါ်တာပေါ့ကွာအဲ့အခန်းကဥပကြီးကပကြီးဥပကြီးကသိတ်ကောင်းတယ်အဲ့ခန်းကြီးတစ်ခုကိုဆွဲထားတာငါအဲ့ဒါပကြီးဝါသနာပါတယ်ခုလည်းဝါသနာမကြိုက်လဲကြိုက်တယ်အဲ့မှာကြည်နေတော့သမီးပြောအောင်မနော်ပါလာလေအဲ့ကန်းလေကျောင်းသူတွေနဲ့ကျောင်းသူတွေလာတွေ့ကြဟိုဘက်ကျောင်းသားလေးတွေလာတွေ့သူတို့စကားပြောရပြီးကြတချို့လည်းနှစ်ယောက်တော့သူတို့ပြောကြတယောက်သူတို့လည်းနှစ်ယောက်တည်းသူတို့ပြောပေါ့တခြားလည်းအင်းရဘက်ကိုအတွဲဖြစ်နေဖြစ်အင်းရဘက်ထွက်တော့ပေါ့အဲ့လိုဖြစ်နေတော့လာပြီးတွေ့တဲ့အထက်ထဲမှာငါပြောအောင်မှာကွာကြည့်ရတော့အကုန်လုံးဆယ်ရန်အောင်မိသားကြီးပဲလေတက္ကသိုလ်ကျောင်းသားတွေလေငါဒီနေရာကိုဘယ်တော့မှမရောက်နိုင်တော့ပါလားသမီးရဲ့ငါမျက်ရည်ဝဲလာတယ်
တကယ်ပြောတာဖျားစုပါသည်အဲ့တဲ့ဖြစ်ခဲ့တယ်ပြီးတော့ငါလှက်အဲ့ဒီလိုအောင်သိမ်းနောက်ကြတော့အဲ့တက်ကလူမှာဆရာပြန်ဖြစ်လာမဟာဝိဇ္ဇာဂုံတူနဲ့ပြောချင်တာကမင်းဘယ်တော့မှမျောလေးတကမလျှော့ရနဲ့တခုတည်းရှိရမင်းဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတယ်မင်းဘဝကိုတန်ဖိုးလို့ရှိရင်အချိန်ကိုတန်ဖိုးထားပါတာပဲမင်းအချိန်ကိုတန်ဖိုးမထားလို့ရှိရင်ဘဝတွေလကားဘဝစေတနာရီတော့ခွဲတော့မှာဟမ်နည်းနည်းပြောမလားရလားဟုတ်ရပါတယ်စွတ်အော်တယ်တော့ကြာကြတော့မဟုတ်မိမတယောက်လို့ဘုန်းကြီးကတရားမချနိုင်မချနိုင်ကလေးရင်နဲ့ဒီကွယ်နဲ့အိတ်နဲ့ကလေးကိုစိတ်ဆွဲဆိုတေချင်းစိုးတိတ်နစ်ဖေကကိုရတိတရားမချသေးဘူးပေါ့မျိုးတော့မလုံးနဲ့အဲ့တော့ဒီလိုကနိုင်ငံရေးလောကထဲမှာတော့ကျင်လဲခဲ့တယ်ကားခဲ့တယ်ပေါ့ငယ်ပေါ့ကွာအဲ့မှာကျင်လဲတဲ့ခါကျတော့ကားမတ်စ်ရဲ့သင်တန်းနေLeninism Karl Marx ဟုတ်လားSocialism Communism ဒါတွေသင်တန်းနေရလေတက်ခဲ့ရသေးတယ်ကအဲ့ဒီသင်တန်းထဲမှာရှိတဲ့အထက်ထဲမှာမင်းတို့အကောင်တွေမှတ်ထားငါပြောမှာခုတည်းထိတချို့အရင်ငါမယုံပါဘူးခုမလက်ခံဒါမှတချို့အရင်တိတ်ကြိုက်တယ်ခုတည်းထိအဲ့ဒါပါလဲဆိုတဘာဝအပေါင်းလှုပ်အားညီမြချင်းတန်ဖို့အင်္ဂလိပ်ဆို nature plus labor power is equal to value equation ကိန်းတန်းလေးသမီးရဲ့တဘာဝအပေါင်းလှုပ်အားညီမြချင်းတန်ဖို့ပြန်ပြောတာတဘာဝအပေါင်းလှုပ်အားညီမြချင်းတန်ဖို့တဲ့မင်းတဘာဝဟာဥမာကုမြေကြီးအောက်မှာမယ်ဒီနေရာမြေကြီးအောက်မှာရင်နာမရှိဘူးထင်တာရှိရင်ရှိနိုင်တယ်ကြောက်တော့မရများမရှိဘူးလို့ပြောနိုင်လားရှိနိုင်တယ်ဒါပေမဲ့သူ့ဘာသူရှိနေဘာတန်မိုးရှိတော့အဲ့ဒီရင်နာအဲ့ကြောက်တော့မရမင်းဖော်ထုတ်လိုက်လို့ရှိရင်တန်မိုးရှိလာတယ်ဘာပေါက်ထားလဲလောက်အားပေါက်ထားအခုမင်းခုနကရေမိုးရတယ်ရေရတယ်ဒါပေမဲ့အဲ့ဒီရေတန်မိုးမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီရေဒီနေ့လွယ်မှာတယောက်ကခန္ဓာခွက်တဲ့ထက်လာလို့ရှိရင်သူကတန်မိုးတက်ဘာလို့လောကဝင်သွားလို့ဟုတ်လားအဲ့တော့အခုငါစကားပြောနေဘာနဲ့ပြောနေလေနဲ့ပြောနေတာမင်းလေပိုက်ဆံပေးရလားအလကားရနေတာပဲဒါပေမဲ့ခုပြောတဲ့ခါကျထွက်လာလေပါရတော့ဥမာဟိုနားမှာရွှွန့်ရှိတယ်ဟိုဘက်လေခွက်ထဲမှာရွှွန့်နေရှိတယ်အဲ့ပဲရွှွန့်နေသွားယူရသားပဲအဲ့ရွှွန့်ကိုမင်းဒီတိုင်းထားရင်ဒီတိုင်းပေါ့ဘာမှတန်မိုးမရှိဘူးမင်းလောက်စာလုံးလိုက်ရင်ဘာဖြစ်တော့တရားကိုမင်း300လောက်ဖြစ်ပဲလောက်စလုံးတရားကိုလေဟုတ်လားအဲ့တော့သူကပြောရစားဘာအပေါင်းလုံအားညီမချင်းတက်ပေါ့လေအလကားရတယ်ခုငါအသက်ရှူနေမင်းတို့အသက်ရှူနေပိုက်ဆံပေးရတာဒါမဲ့အလကားရတယ်ဆိုတော့မင်းဆိုင်ကယ်ကိုသွားလေထွေးလို့ဝါရှော့သွားပြီးတော့ပြတာခမရဗျာကျုပ်ပေးစမ်းမလို့ခမရအလကားလေပဲအလကားရတယ်ဆိုပါရိုက်ဆုံးမှာပေါ့ဟုတ်ဘူးလားဘာပေါင်းတာဒါကြောင့်မလို့တဲ့ဓာတ်ထောင်သဘာဝအပေါင်းလုံအားညီပြန်ရစ်တတ်မှုတဲ့အဲ့ဒီမှာသဘာဝသည်အလကားရတယ်ဒါကြောင့်သဘာဝကိုဖြုတ်ချလိုက်လို့ရှိရင်လုံအားညီပြန်ခြင်းတတ်မှုတဲ့ဒါကြောင့်အဲ့ဒီတတ်မှုကိုအလုလုသူသားလည်းရလိုက်တယ်ဆိုအဲ့ဒါ socialist တော်လှန်ရေးရဲ့ပထမဆုံးပေါ်ခဲ့တဲ့အခြေခံ equation ကြီးအဲ့ဒါပဲဗျာနားလည်လားခုပြောတာနောက်တစ်ခါဥမာခေါင်းတော့လောက်စလုံးလုံးနေလောက်စလုံးမလုံးဘူးတဲ့ gain မင်းအိုးဖို့လို့ရင်
အိုးသေးကြီးသွားပြီဟုတ်လားမင်းအဲ့အုပ်ဖို့မှာကနုတ်ထက်လိုက်ရင်အိုးသေးကြီးသွားပြီတဘိုးthe labor power the higher the value လုံအားဝင်လေဓမ္မိုးကြီးလေဒါကြောင့်လုံအားတိလာဓမ္မိုးဒါမဲ့ community တော်လှန်ရေးလုပ်တဲ့အခါထဲမှာငါစိတဲ့ပြောတဲ့ဥစ္စာမင်းတို့လက်ခံခြင်းခံမခံခြင်းနေငါပြောတဲ့ဥစ္စာသူတို့ short တွက်တဲ့ဥစ္စာအရင်ရှင်တွေကိုဘေးချိတ်ပြီးတွတ်တယ်ဒါမဲ့အရင်ရှင်တွေအုပ်လို့တော့ short တွက်တယ်အဲ့ဒါကြောင့် community ဝါဒနည်းနည်းရင်းရင်သွားတာအခု Bill Gates လေမင်းတို့ကြားဦးမှာပေါ့ကွန်ပျူတာမှာ Windows တွေပါတယ် Bill Gates တန်းချီချမ်းသာတာဘာလို့တူပေါက်ပြားပေါက်နေတာမှမဟုတ်ဘူးနဲ့စဉ်းစားတာဟုတ်လားပြောချင်တာကပြန်ပြောမယ်ဒီဟာကိုထားလိုက်တော့သဘာဝအပေါင်းလို့ညီမချင်းတံမိုးဟုတ်လားကောင်းပြီမင်းမွေးတော့ကဘာပါတော့တူတူပဲငါမွေးတော့ကဘာဘူးတူတူပဲရွှေလင်မနဲ့အချင်းစေးဘေးမွေးတဲ့မင်းသွေးစုဝရိများမှာတဲ့ရွေဖွာလို့တရားမင်းနဲ့ကိုမြိုင်ကျင်သူတင်းလဲပဲလူခြေပြင်းအောက်မှာအုပ်ဖို့ကနှောက်နဲ့စနုံးတော်ကိုမျိုးသူမြေပြင်းနာမှာကုပြည့်ချက်နဲ့ပတ်စုံနဲ့မွေထုတ်လိုက်သူတင်းလဲပဲလူဟိုရင်းဒီရင်းဘယ်သူမှနှခါအဖို့မပါလာသူချီနှချောင်းလက်နှချောင်းခေါင်းလေးကအလဲမှာပြူဘယ်သူပဲဘယ်ဝါပဲလူတွေကဆွဲထုတ်လိုက်တဲ့လူတိုက်ပြည်နိုင်ငံတော်ကိုအုပ်ချုပ်သူဘယင်ကကြီးလဲကျုပ်လိုလူအားလုံးဒူဒူထားပါခမရလဲလူခမရတူမှဖျားမထူပါအင်္ဂိတ်ဘူလန်ဂျမ်မန်ရုရှားလူဘယင်ကကြီးလဲခမရလူကျုပ်လိုလူမွေးစဉ်ခါအားလုံးအတူတူမင်းနိုင်ငံနဲ့အတူတူပဲမွေးတော့ကမင်းဒီတိုင်းပဲဒါမဲ့ငါကိုငါလှုပ်အားတော်သွင်းထားတယ်ဒါကြောင့်ငါ MA ဖြစ်လာတာမင်းကိုမင်းဘယ်လောက်သွင်းသလဲဟာဒီနေ့ငါပြောချင်တဲ့ point နဲ့ဒါပဲမင်းကိုမင်းဘယ်လောက်လှုပ်အားသွင်းထားတယ်မင်းအချိန်ကိုဘယ်လောက်သုံးထားလဲတန်ဖိုးရှိမင်းအချိန်ကိုဘယ်လောက်သုံးချလဲမင်းကိုမင်းဘယ်လောက်လှုပ်အားသွင်းထားလဲလှုပ်အားသွင်းသလောက်တန်ဖိုးရှိမှာပဲဒါပဲကောင်းလေးတွေတတိရှိပါဘဝကိုစိန်ခေါ်ပြစ်စမ်းပါငါကိုငါလှုပ်အားသွင်းပြင်မယ်ဆိုမလို့စမ်းပါကိုခိုင်းရတယ်သူများခိုင်းမှလို့လို့ရှိရင်ကြုံခေါ်တယ်ကွာကိုခိုင်းမှတခင်စိတ်နားလေလားယောက်ျားကွာကောင်မလေးကယောက်ျားဆိုဆရာသူကောင်လေးတွေပဲပြောမိန်းမရောမိန်းမပေါ့မိန်းမတွေရဲ့တတိကောင်မမပြောနဲ့ငါရှိစရာပြောနေမိန်းမတွေရဲ့အစားကိုခလေးမိုးဝင်တာတခုတည်းနဲ့ငါဆလံပြူတယ်ဟာလွယ်လာမဟုတ်ဘူးခလေးမိုးဘူးကငါမမွေးဘူးဆက်သွားတော့မယ်နော်ခုဆက်တဲ့ခွဲသွားပြီကိုကြီးရမှာပါလေကျွန်တော်ဒီစိတ်ဆန္ဒနဲ့သိနေတယ်ပေါ့ဒါဒီနေ့ရောက်လာရဲတော်လေးတော်မလေးကောင်းကြီးကောင်းကြီးဟုတ်တယ်အဲ့လိုတော့ဒီနေ့စစ်တယ်ပါနော်အဲ့ဒီလိုအဖြစ်ပြောနေတာတို့မဟာဝိသကြောင့်ဒီရတယ်တော့ဒီလိုပါဒီလိုစက်ကူတယ်မျိုးလေးကိုပြန်ဝါကိုလုပ်တာလို့အဲ့လုံးမှာသာရေးတယ်သင်ဖို့နေတာသင်ဝိလာတာအဲ့လုပ်တာသိမှကြီးအဲ့ဇာရေးတဲ့အတန်လို့သိရအောင်ပေါ့အဲ့ဒါမှဒီလိုလေးဖြစ်တော့ငါမင်းကသွားမယ်လို့အရှင်ဩဝါဒပါဗျာဆိုမင်းကလည်းတဲ့ဟာအဲ့ဒါသိရတယ်ပေါ့လုပ်တယ်နဲ့သာရေးပြီးတော့ကိုမဲကြရတော့ဘုရားကြရတော့အဲ့လိုတွေကမာရဘောမှာသတ္တဗပြတဲ့မှာသွားတရားကိုဆုံးဖြတ်ပြရဒီကျင်းလာလေးဟာနောက်ကြတော့
ဘောမပြလည်းဖြစ်တယ်သူကတိတာတော့သိတယ်မေယာသူသိတယ်ဒါလေးရคนนั้นได้ก็ไม่รู้อะไรดูคุยรู้สึกเป็นตัวเดียวก็บอกไอ้มาแล้วก็รู้ว่าจะท้าว่าจะท้าเนี่ยพูดเลยเป็นที่กันพูดแล้วก็เดี๋ยวเดี๋ยวชีวิตเดี๋ยวเรื่องอะไรสิ่งอะไรก็เดี๋ยวพูดเดียวสิ่งอะไรก็เดี๋ยวพูดเลยဥပဒေဆရာမင်းတို့နားလည်းကတိရတော့အနိကပြေပြီးတော့သင်္ကန်းကိုဒီလိုရတယ်သဘောသဘောကရဏသစ္စာလာမျိုးရဖို့ကြတယ်လားသူကရဏရှင်းရှင်းတို့လာမျိုးရဖို့ကြတယ်လားလို့ရဲကိုကြည့်ရတယ်ဒီကတော့ဝိနည်းတော်တာအနိကတည်းကတော့အဲကာရီတော့ကတ်အဲ့ဒါနဲ့ဒီကကြคนนี้ที่เราเคลียร์อยู่แค่เราจำยังบอกก็เลยจะคุยจะคิดว่าคุยเรื่องนี้เรื่องชาเรื่องนี้สิ่งสูงสบายคนเราจะทำให้เราคิดในสิ่งนั้นว่าที่อันนี้เราสิ่งใดก็จะรู้อย่างนั้นเราเรื่องนี้คุยนี้กันงานนี้มันได้เนี่ยคุยสักทีเนี่ยได้ป่าวเลยวันนี้เรายินดีน้องด้วยประเทศเราที่น้องยังเด็กคนที่เนี่ยดาราคนเลยยินดีน้องเลยบาลุนอะไรไอ้เว้ยที่ดูจีนเนี่ยเราเว้ยเราบอกไอ้ดูเลยเราไอ้ยี่กันดูจีนเนี่ยเราบอกเลยที่เนี่ยไอ้ยี่นี่มันสิ่งที่ได้ไม่สิ่งเลย我是说，我那个我可以叫我娘叫，你跟人讲了也是你们会接受，你一般都是这样子呀，喂，娘讲了，俺讲了，喂，我也不要的嘛，就说那个娘我也不要的，不要都会，是不是？你那个谁去来呢？谁去来？是吧？这他妈的，这个没有你说上面这种。哪里跑到，下里跑里上来的，必须得有可能的，把这个鱼来吃啊，为这种上包的，这种鱼来就这种上包的，这种设计的人还行，是不是？这种设计人，这设计人，这种设计吧，这样，身边都说的没投资的业务。像不为什么？是不是呢？要为什么？张家伙呢？现在做的这条路，你可以相信啊，这种讲，哎呀妈，对不对？过去多少就我讲过，对不对？大家嘛，很高美，现在还要不得，多高美，现在送上了以后，你经常你把我送上一种，所以你经常谁要为吧没关。不能拿这个讲，不是，干嘛讲？哎嘛，老师，现在这个也送到多少？这个多少？没关系，都在这里面，这个让里面，那让里面，让里面快。哎呦，都在这里面，这个让里面，那让里面要不，那所谓还是没，要看你谁要那个，现在这个也变了，现在你可以说让他们这里，咱们现在这个也让我拿来就都抄下来。将来我们可以按照这种对。现在这个这个葫芦，现在我就是起码离家呢，这么大的把它过来，两个月现在都这一个，啊，这个，那他这个看见了，现在里面说，为嘛去？讲不了我关系。现在这个我要不要这个？他这个呀，从看这个从我们。大家都一样，没有没进来些，一个这个呢是主要的就是啥呢？这样的，现在这个啊，没有些人多的，哎你嘛，比如说人家的投资快，投嘛了不孬，哎你嘛没那个啥，现在这个这样的投资快，啊没些人来收的多，哎，
ကိုယ်လေးတဲ့ကိုရမ်းပဲကိုယ်လေးဘာဖြစ်တော့အခါတည်းမျိုးအဲ့တော့မင်းတို့ဒီဘက်ကတော့တော်မလေးအောင်နေဒီလိုဝယ်ခဲ့အောင်တင်နော်မဟာဝိဇ္ဇာအောင်ပြီးတော့ကိစ္စတော့ဆရာတန်းကြည့်ရအဲ့တော့မင်းတို့ဒီမှာရှိတဲ့လူငယ်တွေလည်းကိုယ့်ဘဝကိုယ့်အချိန်ကိုတန်ဖိုးရှိအောင်သုံးသပ်ဆက်ရအောင်စိတ်မရှိရင်ရမှာမြောက်ဝဲလို့တရားရောက်နေရင်စိတ်ရှိငါတို့ဟာကမဲတခုအမတကမဲတခုအပ္ပအခါဘဝတက်ကိုတော့ဘာကြောင့်အောင်မြင်ရမလဲဆိုစိတ်နဲ့ကြိုးစားကြတဲ့